မွဲထားတဲ့ကြောင်နေ့တိုင်းအစာကျွေးမိသားစုလိုသဘောထားပြီးပြုစုထားတဲ့ကြောင်ပါဒါပဲနဲ့တနေ့နေ့မှာအဲ့ဒီကြောင်ကတင့်ကိုပြန်ကြိုက်လိုက်တယ်အဲ့ဒီလိုဆိုရင်ကောင်းတာလားမကောင်းတာလားလူအချို့ကပြောကြတယ်ကိုမွဲထားတဲ့ကြောင်ကပိုင်ရှင်ကိုကြိုက်ရင်မကောင်းတဲ့လက္ခဏာဖြစ်နိုင်တယ်ကိုအနီးအနားမှာမကောင်းတဲ့အရာတစ်ခုခုရှိနေတယ်လို့ရှေးဟောင်းအယူအဆအရကြောင်ဟာလူမမြင်နိုင်တဲ့အရာတွေကိုခံစားနိုင်တဲ့ဒရိတ်ဆန်တကောင်တို့ယုံကြည်ကြတယ်စဉ်းစားကြည့်ရင်စိတ်ဝင်စားစရာမရှိဘူးလားဒါပေမဲ့သိပ္ပံဘက်ကကြည့်မယ်ဆိုရင်အဖြေကမတူပါဘူးဒရိတ်ဆန်အပြုမှုပညာရှင်တွေကပြောကြတာကကြောင်ကြိုက်တယ်ဆိုတာမုန်းလို့မဟုတ်ပါဘူးဒါဟာကြောင်ရဲ့စစ်သွဲနည်းတစ်ခုပါတခါတည်းကစားရင်အားလွန်တော့လို့ကြိုက်တတ်တယ်တခါတည်းတော်ပြီးလို့ပြောချင်လို့ကြိုက်တတ်တယ်ဒါမှမဟုတ်ကြောက်နေတာစိတ်ဖိစီးနေတာမနေကောင်းနေတာဖြစ်နိုင်ပါတယ်ကြောင်တွေကစကားမပြောနိုင်ပါဘူးဒါကြောင့်ကြိုက်ချင်းဟာသူတို့ရဲ့ဘာသာစကားပါအရင်ကမကြိုက်ဖူးတဲ့ကြောင်ကရုတ်တရက်ကြိုက်လာရင်အဲ့ဒါဟာနေမကောင်းခြင်းဒါမှမဟုတ်စိတ်ဖိစီးနေခြင်းရဲ့အကျက်ပြမှုဖြစ်နိုင်ပါလားဒါကလက္ခဏာမကောင်းတာမဟုတ်ပါဘူးချိန်စာလည်းမဟုတ်ပါဘူးဒါပေမဲ့ဒီနေရာမှာပဲလူတွေမငင်းနိုင်ပဲစက်ငင်းနေကြတာပါတချို့ကပြောတယ်သိပ်ပန်ပဲမစင်းစားနဲ့ဒါပေမဲ့တချို့ကပြန်မေးတယ်ဘာကြောင့်အဲ့ဒီနေပဲလဲဘာကြောင့်အဲ့ဒီအချီပဲလဲဒါဆိုတင်ကတော့ဘလို့ထင်လဲကိုမွေးထားတဲ့ကြောင်ကတင့်ကိုကြိုက်လာရင်တင်ယုံကြည်မလားရှေးဟောင်းအယူဆဒါမှမဟုတ်ထိပ်ပန်တဲ့အကြောင်းပြခြင်းကောမန့်မှာရေးခဲ့ပါတင့်အမြင်ရကြောင်ကပိုင်ရှင်ကိုကြိုက်တာတိုက်ဆိုင်မှုလားဒါမှမဟုတ်အတိတ်ပဲတစ်ခုခုရှိနေတာလား